မြတ်စွာဘုရားကဘာသာမဲ့ဟုတ်မဟုတ်ပေါ့ဦးဇင်းအဲ့ဘာသာမဲ့ဆိုတဲ့သကလုံးရဲ့ဟိုပိဋကတ်စာပေမှာဦးဇင်းလက်လန်းမိတလောက်ထောက်ထားရကြည့်မယ်ဆိုလို့ချင်းမြတ်စွာဘုရားကိုဘာသာမဲ့တော့ဦးလို့ယူမယ်ဆိုလို့ရှိရင်လည်းယူလို့ရတယ်နော်အဲ့ဒီတကားကိုဦးဇင်းရှင်းပြမယ်ပေါ့ဒီရင်ဦးဇင်းဘာသာမဲ့ဆိုတဲ့သကလုံးအဲ့ဒါကိုဦးဇင်းတို့ကဘယ်လိုခေါ်တယ်လဲဆိုလို့ရှိရင်အတ္တဆင်ခေါ်တယ်အဲ့ဒီအတ္တဆင်ဆိုတာကကျသကလုံးနှလုံးပေါင်းတာတသင်တို့တဲ့ဖန်သင်းရှင်ဝါဒရဲ့အေကကြတော့ညင်းတာဖန်သင်းရှင်ဝါဒကိုညင်းတဲ့တကလုံးကိုအတ္တသင်တနည်းအားဖြင့်ဘာသာမဲ့ပေါ့နော်တသင်မှာလည်းနှစ်မျိုးရှိတယ်မိုနိုတသင်နဲ့ပိုလီတသင်ပေါ့သူကမိုနိုတသင်ဆိုတာကကြတော့ဖန်သင်းရှင်တပါးလည်းရှိတယ်ဆိုတော့ယူအစခရစ်ယာန်တို့အစ္စလမ်တို့ဂျူးတို့အဲ့ဒါကိုဖန်သင်းရှင်တပါးလည်းရှိတယ်ဆိုတဲ့မိုနိုတသင်ခေါ်တယ်ဟိန္ဒူကကြတော့ဖန်သင်းခြင်းအများပေါ့အဲ့ဒါကိုကြတော့အတ္တပိုလီတသင်ပေါ့နော်အဲ့ဒီမိုနိုတသင်ကိုပိုလီတသင်ကိုသူတဲ့ဖန်သင်းခြင်းကိုညင်းတဲ့အရာကိုအတ္တသင်ဘာသာမဲ့လို့ခေါ်တာနော်ဒါကဘာသာမဲ့လို့တကလုံးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးဦးဇင်းတို့ပိဋကတ်စာပေမှာအင်္ဂုတ္တရနိကေပေါ့တိကနိပတ်တိဋ္ဌာယတနာတုံမှာမြတ်ဗျာကအယူဝါဒသုံးမျိုးကိုပယ်ထားတယ်အဲ့ဒီမှာဦးဇင်းတို့ကအိတ္တရနေမာနဝါဒတစ်ခုပါအိတ္တရနေမာနဝါဒဆိုတာကကြတော့ဦးဇင်းတို့ကဖန်သင်းရှင်ဝါဒကိုပြောတာအဲ့ဒါကိုမြတ်ဗျာကညှင်းထားတယ်နော်ဦးဇင်းကခုနဟိုအတ္တသင်တို့ရဲ့ဘာသာမဲ့တကလုံးရဲ့အဲ့ဒီအိတ္တရနေမာနဝါဒကိုမြတ်ဗျာပယ်တဲ့အချက်ကတိုက်ပြီးတော့ဦးဇင်းကမြတ်ဗျာကိုဘာသာမဲ့တူလို့ပြောလို့ရတယ်တို့တော့မြတ်ဗျာကအဲ့ဒီအယူဝါဒကိုသူကဆွဲကင်မထားဘူးနော်အဲ့ဒါကိုမြတ်ဗျာကဖောင်နဲ့ဥမ္မာပေးတယ်ပေါ့နားလည်အောင်ရှင်းပြတယ်ဦးဇင်းဟိုဘက်ကကူးမဲ့လို့ရှိရင်ဖောင်ဖွဲ့ရတယ်ဖောင်နဲ့ကူးရမယ်ဟိုဘက်ကရောက်တဲ့အခါမှာဦးဇင်းတို့ကအဲ့ဖောင်ကငါ့အတွက်အကျိုးကျေးဇူးကြီးမားတယ်ဆိုပြီးတော့ဖောင်ကိုထမ်းသားမယ်ဆိုလို့ရှိရင်အဲ့ဒီလူပုဂ္ဂိုလ်အချင်းကြီးပြင်ပန်းရွယ်ရှိတယ်နော်အဲ့ဒီလိုပဲဦးဇင်းတို့ကအဲ့ဖောင်ကိုဘာလို့ဆိုရင်ဓမ္မမြတ်ဗျာကအဓမ္မနဲ့တန်ត្រာဟိုဘက်ကကူးတယ်ရောက်တဲ့အခါမှာအဲ့ဒီဓမ္မကိုမြတ်ဗျာကမဆွဲခိုင်းဘူးမယူခိုင်းဘူးနော်အဲ့ဒါမြတ်ဗျာကအယူဝါဒအလုံးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်ကိုပြောရရတဲ့လားဦးဇင်းကဒါလေးကိုကြည့်ပြီးတော့ဦးဇင်းကမြတ်ဗျာကိုဘာသာမဲ့တူလို့ပြောလို့ရတယ်လို့ပြောတာဖြစ်ပါတယ်မြတ်ဗျာရဲ့မိဘနှစ်ပါးကဘယ်ဘာသာကိုးကွယ်တယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့အဲ့ဒီခက်ကဘာသာကိုးကွယ်ရည်ညွှန်းမှုကဂိုင်းနေအများကြီးရှိတယ်ပေါ့တိုးတော့ချုပ်လိုက်မယ်ဆိုလို့ရှိရင်တမနာဂိုင်းနဲ့ဗျမနာဂိုင်းတွေနှစ်ဂိုင်းရှိတယ်ပေါ့နော်အခုကဟိန္ဒူဘာသာဆိုတာကကြတော့ဦးဇင်းတို့ဗျမနာဂိုင်းကနေပြီးတော့နော်အဲ့ဒီဗျမနာတွေယုံကြည်တဲ့ဝိရကျမ်းကနေကိုတက်လက်ယုံကြည်ကိုးကွယ်တာပေါ့နော်သူကတင်းတက်လာတာပေါ့မြတ်ဗျာဖွာတဲ့အခါမှာဦးဇင်းကြည့်မယ်ဆိုလို့ရှိရင်မြတ်ဗျာရဲ့မဲတော်ခမဲတော်ကတမနာဥဒုကိုလည်းကိုးကွယ်တာတွေ့ရတယ်ဗျမနာဥဒုကိုလည်းကိုးကွယ်တာတွေ့ရတယ်နော်အဲ့ဒါကြောင့်ဒီကနေ့ခေတ်အမြင်နဲ့မြတ်ဗျာရဲ့မဲတော်ခမဲတော်ကဟိန္ဒူဘာသာဆိုတာကကြတော့ဟိုလုံးဝပုံကန်တေကမ်းမကြီးပြောလို့မရဘူးပေါ့ဘာကြောင့်လဲဆိုလို့ချင်းမြတ်ဗျာမွေးတဲ့အခါမှာတမနာဥဒုဝင်ဖြစ်တဲ့ကာလဒေဝဒယတိသူ့ကိုလည်းပင့်မြကြည့်တဲ့အခါမှာသူကငိုလဲရှိတယ်ဘာကြောင့်လဲဆိုလို့ချင်းသူကကဘာ40ကိုပြန်ကြည့်နိုင်တယ်အတိတ်ကဘာ40အနာဂတ်ကဘာ40ကိုသူကြည့်နိုင်တဲ့တကူသူမှရှိနော်အဲ့ဒါကြောင့်ဒီကလေးကအေကန်တစ်ဖျားဖြစ်မှာအဲ့ဒါကြောင့်သူကရှိတာငိုရရင်အကြောင်းကကြတော့သူကဒီကလေးဖျားပြတဲ့အချိန်မှာသူကမရှိတော့နော်အဲ့ဒီဘပုံရောက်ပြီအဲ့ဒါကြောင့်သူကဒီကလေးဖျားဖြစ်တာကိုသူကမမြင်ရတော့ဘူးမဖူးရတော့ဘူးအဲ့ဒါကြောင့်ငိုတာပေါ့နော်အဲ့ဒါကတမနာအုပ်စုတမနာဆိုတာကကြတော့ပြမနာကိုဆန့်ကျင်တာပေါ့ပြီးတော့ဟိုမြတ်ဗျာမွေးတဲ့အခါမှာပြမနာအနုဝင်တွေပင့်ပြီးတော့နိုဒန်းနေနဲ့တွန်းကပ်ပြီးတော့ဘေးနေဟောခိုင်းတာပေါ့ဒီကလေးရဲ့ဟိုကြံရင်လက္ခဏာကိုကြည့်ပြီးတော့ဟောခိုင်းတာအဲ့ဒီမှာကျန်တဲ့ပုဂ္ဂိုလ်ပုံနာ9ယောက်ကပြမနာ9ယောက်ကဟိုဖျားဖြစ်ရင်ဖြစ်မဖြစ်ရင်ဟိုဖြစ်မယ်ပေါ့တရားပဒုံဖြစ်မယ်ပေါ့အဲ့လိုဟောတာအဲ့ဒီမှာကွန်းတင်ညာပြမနာတယောက်တည်းသာလျင်ဟိုလက်ညှိုးတစ်ခုထောင်ပြီးတော့ဧကန်တင်တစ်ဖျားဖြစ်မယ်
ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့ဟိုလက္ခဏာတွေကထင်ရှားလို့အဲ့ဒါကိုကြည့်မှဆိုလို့ရှိရင်အဲ့ဖျားခစ်ကမဲတော်ခမဲတော်ကတမနာအုပ်စုကိုကိုးကွက်တာကိုတွေ့ရတယ်ယမနာအုပ်စုကိုကိုးကွက်တာကိုတွေ့ရတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ကမြတ်စွာဘုရားမဲတော်ခမဲတော်ကဟိန္ဒူဘာသာဝင်ဆိုတာပုံတေးပြောလို့မရနော်ဟိုတနေ့ကဟိုမိဘတဲ့ကျေးဇူးများတဲ့ပုဂ္ဂိုလ်ကိုလိုက်တစ်ခုမှပေါ့ဆွေးနွေးကြတာပေါ့နော်ဟိုသီရကလောကီလောကုတ္တရာခွဲပြီးတော့လောကီမှာတော့မရှိဘူးလောကုတ္တရာမှာတော့ရှိတယ်လို့ပေါ့ဦးဇင်းအဲ့လိုထင်တာပဲမိဘတဲ့ကျေးဇူးများတဲ့ဒီကမ္ဘာလောကမှာဒီလောကမှာကျေးဇူးများတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုလို့ရှိရင်၃ခုပဲရှိတယ်အဲ့၃ခုကဘာလဲဆိုလို့ရှိရင်ယတနာသမားကိုကြည်ညိုလာအောင်ပြုလုပ်ပေးသူပေါ့ဖရာတရားတန်ခါပေါ့ဂုဏ်တော်9ပါးနဲ့ပြည့်စုံတဲ့ဖရာဂုဏ်တော်6ပါးနဲ့ပြည့်စုံတဲ့တရားဂုဏ်တော်9ပါးနဲ့ပြည့်စုံတဲ့တန်ခါပေါ့အဲ့ဒီတရားစစ်ဖရာမှန်တရားစစ်တရားမှန်တန်ခါတက်မှန်ကိုကြည်ညိုလာအောင်လုပ်ပေးတတ်တဲ့ပုဂ္ဂိုလ်ပေါ့နံပါတ်2ကကျတော့တိတ္တာလေးပါးကိုတိမြတ်အောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ပေါ့သူကတမ္မာဒိဋ္ဌိဉာဏ်အမြင်ကိုရအောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ပေါ့နော်ဒုက္ခသမုဒယနိရောဓမဂ္ဂဒါတစ်ဖြင့်ဒါလေးကိုသိအောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ကိုခေါ်တာနံပါတ်3ကကြာတော့နိဗ္ဗာန်ရောက်အောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ပေါ့အဘိယမဉ္ဇဉ်ကိုအဘိယဖြစ်အောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီ3ခုကမိပထက်တနည်းမဟုတ်လောကမှာကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်